လူတီတို့ရဲ့စိတ်အခြေအနေဒါရုပ်ပိုင်းဆိုင်ရာကြားမကြီးကိုတကယ်ပဲတက်ရောက်ဖို့ရှိနိုင်လားဆိုတာမျိုးတွေးဖူးကြလားဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ရဲ့အခြေခံကြတဲ့နေထိုင်မှုပုံစံတစ်ခုရှင်သန်မှုပုံစံ survival mode နဲ့ဖန်တီးမှုပုံစံ creation mode ပေါ့အဲ့ဒီနှစ်ခုကကျွန်တော်တို့ရဲ့ဘဝကိုအတွင်းကနေပြင်ထိဘယ်လိုတောင်ပုံဖော်ပြောင်းလဲပေးနိုင်တယ်လဲဆိုတာကိုလေ့လာကြည့်ကြရအောင်ကဲဒီအကြောင်းကိုစဖို့ဆိုရင်လေအရင်စိတ်ဝင်စားလျက်ကောင်းတဲ့ချက်တစ်ခုနဲ့စလိုက်ရအောင်အဲ့ဒါကတော့ placebo effect ပေါ့ကြားဘူးကြမှာပါတကြားလုံးလေးတစ်လုံးကိုဒါစစ်အစ်စ်ပဲလို့ယုံကြည်ကြည်နဲ့တောင်းလိုက်ရင်အဲ့ဒီဆက်ရစွမ်းအားတစ်ခုတည်းနဲ့တင်ရောခါကတတ်တာသွားနိုင်တယ်ဆိုတဲ့ဖြစ်စဉ်မျိုးလေဒါပေမဲ့အရာရာတိုင်းမှာအကောင်းနဲ့အဆိုးတွန်တွဲနေတယ်လို့ပဲပေါ့ဒီစွမ်းအားမှာလူသိမ့်မသိရဲ့အမောင်ဘက်ချမ်းတစ်ခုရှိနေပြန်ရောအဲ့ဒါကိုကြတော့ nocebo effect လို့ခေါ်တယ်ဒါကကြတော့ placebo နဲ့တန်းတန်းကြီးပြောင်းပြန်မယ်ကိုယ့်ရဲ့အဆိုးမြင်စိတ်တွေယုံကြည်မှုတွေကပဲကိုယ်ခန္ဓာကိုယ်တကယ်ဖြားအောင်နာအောင်လုပ်နိုင်တယ်ဆိုတာမျိုးပါဒီစကားကတကယ်ကိုစဉ်းစားစရာပဲနော်ဆိုလိုတာကနာထာရှည်စိတ်ဖြစ်စီမှုဆိုတာကိုဘာတာကိုနေတိုင်းနိုစီဖို့စေတလုံးတောင်းနေတာနဲ့ဘာမှမထူးဘူးတဲ့ကိုယ်တိုင်တောင်တတိမထားမိလိုက်ပဲကိုယ့်ရဲ့အစိုးမြင်အတွေးတွေကပဲကိုကျမ်းမာရေးကိုတိုက်ရိုက်ထိခိုက်စေတဲ့အဓိကတရားခံဖြစ်နေနိုင်တယ်ဆိုတဲ့သဘောပါပဲအပိုင်း1ရှင်သန်မှုပုံစံမှာပိတ်မိခြင်းဟုတ်ပြီအဲ့ဒီတော့ခေတ်တဲ့လူနေမှုပုံစံကကျွန်တော်တို့ကိုဘာကြောင့်များမကြကနာဆိုသလိုဖျားနာစေနေရတာလေတစ်ချက်ကြည့်လိုက်အောင်ဒီနေ့ခေတ်စိတ်ဖိစီးမှုတွေကိုစဉ်းစားကြည့်လိုက်ပါမွေးကြေးအလုတ်ဆက်ဆံရေးအစုံပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလည်းဒါတွေကိုတောတဲ့ကသားရဲတစ်ခေါင်ရဲ့ချင်းချောက်မှုနဲ့ခွဲပြီးမမြင်တတ်ဘူးခန္ဓာကိုယ်အတွက်ကတော့ဒါတွေအားလုံးကအရေးပေါ်အချက်ပေးခေါင်းလောင်းတန်နေကြီးပဲအဓိကပြဿနာကဘာလဲဆိုတော့အဲ့ဒီခေါင်းလောင်းတန်ကဘယ်တော့မှမရက်တော့တီနဲ့အမြဲတမ်းလွတ်မီနေတာဆိုတော့ရေရှည်မဟာအရန်ကိုထိခိုက်ပျက်စီးစေတော့တာပေါ့အပိုင်းနဲ့စိတ်ဖိစီးမှုရဲ့ဇီဝဗေဒကဲအဲ့ဒီအရေးပေါ်စနစ်ကြီးဖွင့်လိုက်တဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတကယ်တမ်းဘာတွေဖြစ်နေတာလဲနည်းနည်းပို့ပြီးအသေးစိတ်ကြည့်ကြရအောင်ဒီလိုမြင်ကြည့်အောင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာချင်းခွင်တစ်ခုလိုပဲအရာအလုံးပြည့်ပြည့်စုံစုံညီမျှနေတဲ့အခြေအနေအဲ့ဒါကို homeostasis လို့ခေါ်တယ်စိတ်ဖိစီးမှုဆိုတာကတော့အဲ့ဒီချင်းခွင်ကိုလာပြီးတွန်းလိုက်တဲ့အားတစ်ခုပဲအဲ့တော့ stress response ဆိုတာကအဲ့ဒီလိုရိုင်ထွားတဲ့ချင်းခွင်ကိုခန္ဓာကိုယ်ကအများချဖြန့်ရအောင်အသက်အတန်ကြိုးစားတဲ့ဖြစ်စဉ်ကြီးတစ်ခုလုံးကိုပြောတာပါစိတ်ဖိစီးမှုကပုံစံ၃မျိုးနဲ့လာနိုင်တယ်ရုပ်ပိုင်းဆိုင်ရာဥပမာမတော်ရဆပ်ဖြစ်တာတို့ဒဏ်ရာရတာတို့ပေါ့ဓာတုပိုင်းဆိုင်ရာဗိုင်းရပ်စ်ဝင်တာအဆိပ်တင်တာမျိုးနောက်ပြီးတော့စိတ်ပိုင်းဆိုင်ရာမိသားစုပြဿနာကားပိတ်ကအစုံပဲဒါပေမဲ့အဓိကအချက်ကဒါပဲဖဲကနေမလာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဇီဝကမ္မပိုင်းအရာအတူတူပဲတုံ့ပြန်တယ်ခန္ဓာကိုယ်အတွက်ကတော့ဒါလီအားလုံးဟာဖြည့်ရှင်းရမယ့်အများကြီးပြင်ရွက်မှုတစ်ခုပဲအဲ့ဒီခါမှာပေါ့လူတိုင်းကြားဖို့ရဲ့ကန်တဝင်တုံ့ပြန်မှုကြီးထစ်လာတော့တာပဲ fight or flight response လေဦးနောက်နာအန်တယ်ကိုအာယုံခံလိုက်တာနဲ့တင်ချုပ်ဆိုခလုတ်နှိပ်လိုက်တယ်လို့ပဲအေးရဲပေါ်စနစ်ကချက်ချင်းပွင့်သွားရောအဲ့ဒီမှာလေအစာချေတာတို့ကြီးထွားဖွံ့ဖြိုးဖို့တုံတဲ့လုပ်ငန်းတွေလို့ပုံမှန်အလုပ်တွေစီကနေစွန့်အင်တွေအားလုံးကိုဖျက်ဆိုပြီးဆွဲယူလိုက်တယ်ပြီးတော့အဲ့ဒီစွန့်အင်တွေကိုကြွက်သားတွေစီကျန်းပို့လိုက်တာရည်ရွယ်ချက်ကရှင်းရှင်းလေးပဲတစ်ခုပဲရှိတယ်တိုက်မလားဒါမှမဟုတ်အသက်လို့ပြီးထွန်ပြေးမလားအဲ့ဒါအတွက်အသင့်ပြင်ဆင်တာဒါကတကယ်ကိုအစွမ်းထက်ပြီးတော့ရှေ့အရန်ကြတဲ့ကျွန်တော်တို့ရဲ့ရှင်တန်ရဲ့ရန်တရားကြီးတစ်ခုပေါ့အဓိကကွာခြားချက်ကဒီမှာပဲချင်းတေးလဲလို့ထွက်ပြေးရတဲ့မြင်းကြောတကောင်ကိုစဉ်းစားကြည့်သူအလွန်ပြင်းထန်တဲ့စိတ်ဖိစီးမှုကိုခံစားရတယ်ဒါပေမဲ့ခဏလေးပဲအန်ဒီရကြော်သွားတာနဲ့သူ့ရဲ့ system ကပုံမှန်အခြေအနေကိုချက်ချင်းပြန်ရောက်သွားတယ်ဒါကကျန်းမာတဲ့ system ဒါပေမဲ့ကျွန်တော်တို့ကတော့ဘယ်လိုလဲကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုတွေကအလုရှင်ကားပိတ်တာသတင်းဆိုးတွေလိုမျိုးဘယ်တော့မှအမှန်တကယ်မပြောက်ကွယ်သွားတဲ့ချင်းချုပ်မှုတွေကနေလာတာအဲ့တော့ရလက်ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ရေးပေါ် system ကအမြဲတမ်းဖွင့်ထားသလိုဖြစ်နေပြီးခန္ဓာကိုယ်ကတကယ်ကိုအစိတ်တောက်ချစ်လာတော့တာပဲဒီနေရာအထူးအချက်ပဲဘယ်အသက်ရှိကိုမှလည်းအရေးပေါ်အခြေအနေမှာချင်းကြကြီးရှင်တန်နေထိုင်ဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ဘူးအဲ့ဒီစိတ်ဖိစီးမှုခလုတ်ကိုပြန်ပိတ်လို့မရတော့ဘူးဆိုရင်ကျွန်တော်တို့ကယောဂဖြစ်ဖို့ကိုယ့်ဘာသာကိုလမ်းချင်းပေးနေတာနဲ့အတူတူပါပဲဒီနေရာမှာလူသားတွေရဲ့ထူးခြားတဲ့စွမ်းရည်ကဓာတ်သွားနက်ဖက်လို့ဖြစ်လာတော့ဘာလဲဆိုတော့ကျွန်တော်တို့ဟာဒီစိတ်ဖိစီးမှုတုံ့ပြန်မှုတစ်ခုလုံးကိုအတွေးဆက်သက်နဲ့ဖွင့်နိုင်တယ်လေမနေ့ဖြန်အစည်းအဝေးအတွက်ဆိုရင်မနေ့ကရန်ဖစ်တာကိုပြန်တွေးနေတာအဲ့ဒါတွေကခန္ဓာကိုယ်ကိုအဲ့ဒီအန်ဒီယေကအခုချက်ချင်းဖြစ်နေတယ်လို့မျိုးတုံ့ပြန်စေတယ်တနည်းပြောရရင်ကျွန်တော်တို့ဟာကိုယ့်ရဲ့အတွေးတွေနဲ့ပဲကိုယ့်ကိုယ်ကိုဖြားနာအောင်လုပ်နိုင်စွမ်းရှိနေကြတာပေါ့အပိုင်း3ဖန်တီးမှုအခြေအနေသို့ဝင်ရောက်ခြင်း
ပြဿနာကိုလေ့လာပြီးပြီဆိုတော့အခုအဖြစ်ဘက်ကိုလျှက်ကြည့်ကြအောင်လုံးဝကိုကွဲပြားခြားနားရဲ့နေထိုင်မှုပုံစံတစ်ခုတော့ရှိနေနိုင်မလား ဒီမေးခွန်းကဖန်တီမိုအခြေအနေရဲ့အဓိကအုတ်မြစ်ပါပဲဟုတ်တယ်လေကျမတို့ရဲ့စိတ်မှာဖြောင်းနာအောင်လုပ်နိုင်တဲ့အဖြစ်စွမ်းအားရှိတယ်ဆိုရင်ကျန်းမာအောင်လုပ်ပေးနိုင်တဲ့အဖြူသဘောဆောင်တဲ့စွမ်းအားလည်းရှိကိုရှိအောင်ပါပေါ့နော် အဖြေကသိပ္ပံပညာထဲမှာရှိပါတယ်တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့လေးလာမှုတစ်ခုကအရေးကြီးတဲ့ဇီဝအမအတာနှစ်ခုကိုစောင့်ကြည့်ခဲ့တယ်တစ်ခုကခန္ဓာကိုယ်ကိုဖြစ်စည်းစေတဲ့စိတ်ဖြစ်စည်းမှုဟော်မုန်း cortisol နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ရဲ့အဓိကကာကွယ်ရေးတပ်ဦးဖြစ်တဲ့ IgA ပေါ့ဆိုတော့စိတ်ခံစားချက်ကိုပြောင်းလိုက်တဲ့အခါသူတို့နှစ်ခုဘလို့ဖြစ်သွားမလဲဆိုတာကြည့်ခဲ့ကြတယ် ရလက်တွေကတော့တကယ်ကိုအမခန်းပဲကျေးဇူးတင်တာပျော်ရွှင်တာလိုမျိုးပြည့်မြတ်တဲ့စိတ်ခံစားမှုတွေကိုဒီနေ့ကို10မိနစ်လောက်လေးခံစားလိုက်ရုံနဲ့ကိုယ်ခံအားစနစ်ရဲ့စွမ်းအားကိုကိုစားပြုတဲ့ IgA ပမာဏက90%တောင်မြင့်တက်လာတယ်။တစ်ချိန်တည်းမှာပဲစိတ်ဖိစီးမှုဟော်မုန်း cortisol က16%ကျော်ကျဆင်းသွားတယ်။ဒါကတကယ်ကိုခိုင်မာတဲ့တည်ပဲပေါ့ ဆိုတော့ဒါကဘာကိုပြနေလဲဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့အတွင်းစိတ်အခြေအနေကိုရှင်တန်မှုပုံစံကနေဖန်တီးမှုပုံစံစီကိုတတိရှိရှိပြောင်းလဲလိုက်တဲ့အခါစိတ်ပိုင်းဆိုင်ရာပို့ကောင်းလာရုံတင်မဟုတ်ဘူးကျွန်တော်တို့ကခန္ဓာကိုယ်ကိုအတွင်းကနေစားသားတိုင်းပြန်လဲပြုတ်ပြင်ကူးတာပေးနေတာဖြစ်ပြီးအဲ့ဒီအကျိုးသက်ရောက်မှုကိုလက်တွေ့တိုင်းတာလို့ရတယ်ဆိုတာပါပဲ အပိုင်းလေးရှင်သာမှုညှပ်ဖန်တီးမှုဟုတ်ပြီအခုဒီနေထိုင်မှုပုံစံနှစ်ခုကိုပေးချင်းရင်ပြီးရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်လိုက်ကြရအောင် ။ဒီဘက်မှာရှင်သန်မှုပုံစံဒါကကြောက်ရွံ့မှုဒေါသလိုစိတ်ခံစားမှုတွေကမောင်းနေတယ်။အယုံဆိုင်မှုကပြဿနာပေါ်မှာပဲကျင်းမြောင်းနေတယ်။စွမ်းရည်တွေကအရေးပေါ်ကြုံဆုံးသွားပြီးခန္ဓာကိုယ်ကပျက်စီးယိုယွင်းတဲ့ catabolism အခြေအနေမှာရှိနေတယ်။နောက်တစ်ဖက်မှာတော့ဖန်တီးမှုပုံစံပျော်ရွှင်မှုကျေးဇူးတင်မှုတွေနဲ့ပြည့်နေတယ်။အယုံဆိုင်မှုကဖြစ်နိုင်ခြေဒီစီကိုကျေပြန့်လာတယ်။စွမ်းရည်တွေကကြီးထွားဖို့အတွက်ဖြစ်ပေါ်လာပြီးခန္ဓာကိုယ်ကပြန်လည်ပြုပြင်တဲ့ anabolism အခြေအနေမှာရှိနေတယ်။ဆိုတော့ဒါဟောက်ကွဲပြားတဲ့အတွေ့အခေါ်နှစ်ခုတင်မဟုတ်တော့ဘူးလုံးဝကိုမတူနေတဲ့ဇီဝကမဆိုင်ရာလက်တွေ့ဘဝနှစ်ခုဖြစ်နေတာပါ နောက်ဆုံးအနေနဲ့အထူးသဖြင့်ရှင်သန်မှုပုံစံထဲမှာပဲအမြဲတမ်းပိတ်မိလေလို့ခံစားနေရတဲ့အခါပြန်လဲသုံးသပ်ဖို့မေးခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ကိုယ့်ကိုယ်ပြန်မေးကြည့်ပါကိုယ့်ရဲ့ကျန်းမာရေးနဲ့ပျော်ရွှင်မှုကိုစတဲပြီးတော့အထိအဲ့ဒီအခြေအနေမှာနေထိုင်ရလောက်အောင်တကယ်တမ်းတန်ဖိုးရှိတဲ့လူအခြေအနေဒါမှမဟုတ်ပြဿနာတစ်ခုရှိနေရလား